Congratulations ပါခင်ဗျာ Cristiano Ronaldo ဖြစ်အဲ့ရနိုးလာဖြစ်ပါတယ်အဲ့ရထတာရင်ခင်ဗျာပထမဆုံးလုံးမဲ့အရာဘာဖြစ်မလဲကျွန်တော်တွေးနေတယ်လို့ခင်ဗျားတို့တွေးနေကြမလားခဏနေပါဦးအစင်လိုက်တွေးကြည့်အောင်ခင်ဗျားသာ CR7 ဖြစ်တကယ်နိုးလာမယ်ဆိုရင်လှုပ်ရှားတွေကုန်မယ်မထင်ပါဘူးဒါနဲ့အဲ့ရထတာချင်းမှန်ရှိသွားဘောပေါ်မှာအတောင်တင်းဆုံးဖြစ်နေခင်ဗျားရဲ့စစ်ပက်တွေတွားကြည့်မလားမက်ဆီကိုဗီဒီယိုကောခေါ်ပြီးသူ့မနက်ခင်းလေးအာယုံနောက်တော့စူးလို့အော်ပြီးစမလားဒါမှမဟုတ်ခင်ဗျားပိုင်တဲ့ဘူဂါဒီစီထွေနေပဲတွားမလားအင်ဂျီဘလာနဲ့ရေကူးနေတဲ့ဆယ်ဗီဒီယိုအင်စတာဂရမ်မှာပဲတင်မှာကြိုက်တာလုပ်လို့ရတယ်ဗျာဘလို့လဲခရစ္စတီယာနို ရိုနယ်ဒိုဖြစ်တည့်တာရှင်သားမှာရင်ခုန်နေကြရင်မလားကျွန်တော်ဒီအကြောင်းဆွေးနွေးကြည့်အောင်ဗျာကျွန်တော်သိရတော့ရိုနယ်ဒိုကကမ္ဘာပေါ်မှာအကျော်ကြားဆုံးလူသားတွေကတယောက်ပါအကျော်ကြားဆုံးလူသားတောင်ဖြစ်နေမှာဗျသူ့ Instagram follower ရေတွက်ကြည့်လိုက်ဗျာနိုင်ငံများစုရဲ့လူဦးရေထက်ကိုပိုများနေပါခင်ဗျားသာ CR7 ဖြစ်24နာရီကုန်းဆွားမယ်ဆိုရင်အဲ့အချိန်ကိုအကောင်းဆုံးဘလို့အသုံးချမယ်ကျွန်တော်တို့ပြောမပြခင်အခြားသူတွေဘာပြောထားလဲကြည့်ကြည့်အောင်ဗျာခင်ဗျား CR7 ဖြစ်နိုးလာတယ်ခင်ဗျားပထမဆုံးလုံးမဲ့အရာဘာဖြစ်မလဲဂျော်ဂျီနာအတွက်ရှေ့လဲရတဲ့နေ့ရလေးပေါ့ဟုတ်ရိုနယ်ဒိုမှာ9ရောက်မြောက်ကလေးရတော့မှာပေါ့ခင်ဗျားဆိုရင်ရောဘာလုပ်မလဲ2016ခုနှစ်က Nike ရဲ့ The Swift AD ကိုမှတ်မိကြလားဗျကြောညာရဲ့အစားဒီလိုပါပွဲထဲမှာ CR7 တယောက် speed အပြည့်နဲ့တောင်ပန်တစ်လျှောက်ဆွဲတက်လာပြီး cross တင်မိလိုက်တာအချိန်လုံးပြီးကြောညာဆိုင်မုံနောက်ကဘောကောက်လေးနဲ့တိုက်မိသွားပါမြောက်တိုက်မိသွားပြီးနောက်နေ့မနေ့ကျ CR7 ကဘောကောက်လေးဖြစ်နိုးတာဘောကောက်လေးက CR7 ဖြစ်နိုးလာပြီးတလို့တွေဖြစ်ကုန်လာပြီဘလို့လဲဘောကောက်လေးဖြစ်ချင်သွားကြရင်မှာနောက်တွေးနေတဲ့ဂျော်ဂျီနာကတော့ဘောကောက်လေးမိနေဗျလူစိတ်တဲ့ဘောလုံးကိုမြန်နိုးတဲ့စိတ်ပဲရှိတာဟုတ်ဗျအဲ့ရနိုးလာချင်းဘာလို့တဲ့တင်းလဲဗျ I am Cristiano Ronaldo ဆိုပြီးတော့မှန်ရှိသွားစစ်ဘက်တွေအရင်ကြည့်ရရောနောက်ပြီးဘူဂါတီမမောင်းတက်မောင်းတက်နဲ့ထွေနေသွားပါလေရောဒါပေမဲ့ Ronaldo ဖြစ်ရတာသူ့အတွက်မလွယ်ကူဗျမီဒီယာအောင်ဆိုင်မှုရမ်းခံရတဲ့နာမည်ကျော်တယောက်ရဲ့ PI ခန်းနေရတော့ဖက်မှလည်းဘောကောက်လေးခန္ဓာကိုယ်ရဲ့ပိတ်မိနေတဲ့ Cristiano Ronaldo တယောက်ဘာလို့တဲ့တင်းသူ့မှာရှိရတဲ့အရေးချင်းတွေဂုံပြုခံမှုတွေကြော်ကြားမှုတွေပြန်အောင် professional ဘောလုံးသမားတယောက်ဖြစ်အောင်နေမနာညာမလားစူးစမ်းနေခဲ့တာ။နှစ်ယောက်လုံးကသူတို့ပုံစံအသစ်တွေမှာလာရုံးညီတွေဖြစ်အောင်နေရတယ်ပေါ့ဗျာ။ဒီလိုနဲ့ကြော်ညာအဆုံးမှာဘောကောက်လေးခန္ဓာကိုယ်နဲ့ Ronaldo တယောက် professional ဘောလုံးသမားတယောက်ဖြစ်လာခဲ့ပါ။အကြပါဘူးအင်္ဂလန်လက်ရေးစဉ်ဖြစ်သွားတာဗျ။လူနဲ့ကမ္ဘာဖလားမှာအင်္ဂလန်နဲ့ပေါ်တူဂီထိတ်တိုက်တွေ့ပါလေရော။သူတို့ဒီနှစ်ယောက်လည်းပြန်တွေ့ပါ။နှစ်ယောက်သားဘောလုံးရှင်လူရင်းနဲ့တိုက်မိသွားပါတယ်။တိုက်မိပြီးလူမှန်ခန္ဓာကိုယ်မှပြန်ရောက်သွားတာဗျ။ဒီကအကြောင်းအရာကိုပြန်သွားအောင်ဗျ။ကျွန်တော်သားမနေ့ပြန်မနေ့ Cristiano Ronaldo ဖြစ်နိုးလာမယ်ဆိုရင်ကျွန်တော်ဘာလုပ်မယ်ထင်လဲတေးကြတာကတော့ကျွန်တော်မိန်းမဖြစ်သွားတယ်ဂျော်ဂျီနာကိုမထီးဘူးဗျာကျွန်တော် CR7 ကိုလေးစားလို့ respect ထားတဲ့အနေနဲ့မယုံဘူးအဲ့လိုပြောရင်ကျွန်တော်မယုံဘူးအဲ့ဒီစားအဲ့ရထမှန်းရှိသွားပြီစိုးပြီးတော့អော်မယ်ဗျာပြီးတော့ဇိန်ရှိရဲ့ billionaire lifestyle ကိုအပြည့်အဝခံစားကြည့်ပါနောက်တစ်ခုခင်ဗျားတို့ဘာတွေတွေးနေလဲကျွန်တော်သိရတဲ့ CR7 ဘန်နဲ့3900လောက်ဖြောင်းပြစ်မယ်ဆိုရင်ဟုတ်အဲ့လိုဆိုရင်တော့ congratulation ပါကျွန်တော်နောက်နေ့ကျထောင်နှန်းဆန်ရပါတယ်ဒါမှမဟုတ် no risk no Bugatti ဆိုတဲ့အတိုင်းသူ့ KB တွေကဒေါ်လာ30လောက်ယူပြီး Bugatti တစ်စီးလောက်ဝယ်စီမယ်ဗျာပြည့်လက်ခင်းမျိုးတစ်ပတ်ပတ်ပြီးအဝါမောင်းပြင်ပါလို့ကပ်ပတ်စီးပြီးတော့ကျွန်တော်ပိုင်းနဲ့ mansion ပြန်ပါမယ်ဂျင်းစော့မယ်ရေကူးကင်ပေးမှာအချိုရည်လေးတော့ဘယ်ထားမှလွဲခင်မှမသိရဲ့သူမကိုထိုင်းလွှမ်းမယ်ဗျာနောက်ပြီးဒီနေ့က billionaire တွေလုပ်လို့ရှိတဲ့အရာမှန်သမျှတဏီကုံလုပ်နေမှာပါခင်ဗျားတို့ရော Cristiano Ronaldo အဖြစ်နိုးလာမယ်ဆိုရင်ပထမဆုံးလုပ်မယ့်အရာဘာဖြစ်မလဲcomment မှာရေးသွားကြအောင်ပြုပွင့်ပွင့်လေးနေပေါ့ဗျာ